Oh shit တော့ skeleton ဘယ်ရောက်တရဲထွက်လာလဲဟာ Granny ရဟုတ်နေတာပဲ developer update တင်လိုက်လို့ရှိရင်အလန်းနေကြီးပဲကဲအဲ့တော့ဒီနေ့မှဆိုတော့ကျွန်တော်တို့ Granny Halloween update တခုရထားပါတယ်အဲ့ဒါလေးကျွန်တော်တို့စော့ကြည့်မယ်ပေါ့ Okay All rightတရှင်းတဲ့နေရာစအကုန်ပြောင်းသွားတယ်သိလား Day 1 Okay Granny တော့အဲ့အောင်ကျွန်တော်တို့ရောက်ပါပြီပြီးတော့ကျွန်တော် normal မှာစော့နေတာပေါ့နော်ဒီမှာတော့ကျွန်တော်တို့နည်းနည်းကျွမ်းနေဒီ game ထဲမှာဆိုတော့ easy မလုပ်တော့ normal လဲစော့ကြည့်မယ်ဒီကဖယုံသီးကောင်းကြီးဗျအများတဲ့ဆိုရင်မရှိဘူး Granny game ထဲမှာ Okay Granny လာလားမသိဘူး Granny ဘယ်လိုပုံစံဖြစ်မလဲမသိဟမ် Oh ရှစ်ကျွန်တော်တွေ့တော့တွေ့သွားပြီ table အောက်မှာပုံနေပါလေဆိုလဲဟာ Okay တပြက်စီယူထားဟာ outfit တောင်ပြောင်းသွားပြီ Okay Oh shit တော့ skeleton Granny အောင် skeleton မရရောက်လာတယ်ဟာ Granny လည်းတွေ့သွားပြီ Whoa ဒီ developer update တင်လာလို့ရှိရင်အမိုက်တွေကြီးပဲ Okay Granny ကဒီပြက်စီးကင်ထားတာ Oh shit အနောက်ကဘာကြီးလဲဟာအစောက Okay Granny တော့အိမ်ပေါ်သွားပြီဒီမှာကားဘက်ထရီတစ်ခုဒီကောင်ကျွန်တော်တို့ Oh ဒီမှာ wheel crank လာပါလဲမသိပါဘူးတစ်ခုပဲကဲ Granny လာတော့ကွာဒီထဲမှာမင်းကိုပိတ်တော့မယ် Okay အိုလာပြီ normal မှာဆိုတော့အလောက်မမြန်သေးပါဘူးကျွန်တော်နိုင်သေးတယ်ရအောင်မပိတ်မယ်ဒီကောင်က Oh shit အမလေးဒီကားဘက်ကိုဖွင့်တက်လိုက်တာထွက်လာရင်တော့ဒုက္ခပဲ Okay ကျွန်တော်မှာကားဘက်ထရီတော့တက်လာပြီကျွန်တော်ဘာယူပြီးထွက်ပြေးရင်ကောင်းမလဲကားနဲ့ထွက်ပြေးရင်ကောင်းမလားအောက်ကဟိုစီဗာတွေကနေထွက်ပြေးရင်ကောင်းမလားလမ်းတွေကတော့အများကြီးရှိတယ်ပစ္စည်းပဲလိုတာ Okay Granny 1 minute အတွက်တည်သွားပြီဒါပေမဲ့10 minute နေတော့ပြန်ထလာလိမ့်မယ်ဒီမှာ special key တွေ့တယ်ဒီကောင်ကအလောက်တော့မလိုသေးဘူးထင်တာပဲ Oh shit bro skeleton ကောင်းနေဟာဒီမှာဟိုမှာကိုနံပါတ်2တဲ့အဲ့ဒါလည်းအသုံးဝင်မယ်ထင်တယ်နေရာတကမှာ skeleton တွေရှိပဲရည်တန်ကြီးနေရာပို့ပြီးတော့ကြောက်ဖို့ကောင်းတယ် Okay ကျွန်တော်တို့ဒီမှာ shotgun ကိုဒီမှာတက်လိုက်မယ် gun တစ်ခုရနိုင်တယ်ဒါပေမဲ့ gun အပိုင်း3ပိုင်းလိုတယ်ပေါ့အကြမ်းမှကျွန်တော်တို့ရမှာဒီထဲမှာတော့ဘာမှမရှိဘူးထားလိုက်တော့လို့ဆိုလဲဒီမှာကျွန်တော် special key တစ်ခုပြစ်ချခဲ့တာဒီကောင်ကဆိုလို့ရှိရင်အပေါ်ဆုံးထက်မှာပေါ့အဲ့ဒီ Granny ရဲ့ spider တစ်ကောင်ရှိတယ်အဲ့ဒီကောင်ရှိတဲ့နေရာမှာသုံးအောင် ဟမ် ဟာဒီမှာဘာတွေလုံနေရလဲဟာ Granny က wish တကောင်ဖြစ်သွားပြီလားမသိပါဘူးသူကြည့်อ่ะဘယ်ရောက်တရဲထွက်လာလဲဟာ Granny ရဟုတ်နေတာပဲ developer update တင်လိုက်လို့ရှိရင်အလန်းနေကြီးပဲ Oh shit မရောက်တွေ့သွားပြီလာတဲ့တော့မှအကြိုင်ပြေးမြန်ပြေး Okay normal မှာမို့လို့ပေါ့ဗျာ hard mode ဒါမှမဟုတ် extreme မှာဆိုလို့ရှိရင်ကျွန်တော်လွတ်မှာမဟုတ်ဘူးသူကတော်တော်လေးမြန်တယ်အကြိုင် Okay Oh shit Oh jump scare အများကြီးပဲဟာဒီဘက်မှာ spider တွေရော skeleton တွေရောပြီးတော့ဖယုံသီးကောင်းတွေရောအစုံပဲ
အိုးဒီမှာ remote တစ်ခုတွေ့ရဒီ remote နဲ့ဆိုရင်ကျွန်တော်တို့ခုနတကားဖွင့်လို့ရရပါတော့ဒါပေမဲ့ခဏ granny ကိုဒီဘက်ထဲများခုတ်ပြီးမှသွားမယ်တော့ကြာလမ်းမှာတွေ့နေဒုက္ခရအောင်မယ် okay ကဲသွားရအောင်ဒီမှာပါရှိတယ်pepper spray တခြားဘာမှမရှိဘူးလားဟာအသုံးဝင်နေတာတခုခုတော့ပေးပါပေါ့ pepper spray နဲ့ဆိုလို့ကျွန်တော် granny မျက်စိထဲဖျန်းလို့ရှိရင်သူမျက်စိကန်သွားလိမ့်မယ်ခဏတော့ဒါမဲ့တခြားဘာမှမတွေ့ဘူး oh shit ဒီ skeleton ကဘာလဲဟာသူကဘာမှတော့မလုပ်ဘူးသိလားကျွန်တော်ပေါ် acid လို့ဘာလို့ပဲတခုခုတော့ဖျန်းပြီးတော့ထွက်သွားတာအိုးဒီမှာစာအုပ် granny မလာခင်မြန်လေးယူဟာတော့ကြာအနားရောက်လာမှကန့်နေအောင်မယ် okay ဒီ skeleton ဘာလဲမသိပါဘူးအိုးရှိမ granny တော့လာနေဒါပေမဲ့ तू အခုဘာမှမမြင်ရသေးပါဘူးကျွန်တော် pepper spray ဖျန်းထားဆိုတော့ okay oh shit ပြန်ကောင်းသွားပြီအပေါ်ထိလိုက်လိုက်ဟာကဲအဲ့တော့ကျွန်တော်တို့ဒီ ritual ကို show ဖောက်ရမယ် okay ရပြီကျွန်တော်ဒီစာအုပ်ကိုအပေါ်တင်လိုက်တာနဲ့ Angelina ပေါ့သူတို့ဟာမိသားစုတွေကတယောက်ပဲသူလွတ်သွားပြီ okay ဒီဘက်မှာပြုံသေးကောင်းနေလည်းအများကြီးပဲဟာ I need a car key okay ကျွန်တော်တို့ကားတော့လိုတယ်ဒီတော့ဘာမှမရှိဘူးဟာအဲ့တော့ကျွန်တော်တို့ဂန်ပြီးအောင်လုပ်ဖို့တော့အပိုင်း၃ပိုင်းလိုတယ်ဒါတော့မလုံလို့တော့ထင်တာပဲအဲ့ဒါလုပ်ဖို့ကျွန်တော်တကားပေါက်ကြီးကိုပြစ်ချလိုက်ပြီ granny အောက်ကိုလာတော့မယ်ဒီဘက်ကနေတီးတာအကောင်းဆုံးပဲ okay granny ကအပေါ်မှာဟာခုမှလာတော့ဝိုင်းပတူပဲစောမရမယ်သူနဲ့ဒီဘက်မှာ okay လာခဲ့စားဟာရှေ့တားအနားရောက်သွားရင်တော့မကောင်းဘူးဟာ okay လိုက်နေတော့အဲ့ဒီရှင်လည်းကျွန်တော်တို့ဒီကနေတော့ပါယူရမယ်တခါတည်းပတ်ပြေးမှရမယ်အရှင်မ skeleton ရောက်လာပြန်ပြီကွာအဲ့ဒီကောင်ဂျားထဲမှာဝင်ရှုံတာဘာမှလောက်တာလည်းမဟုတ် okay oh shit ဒီ spider ကခဏအပေါ်ကနေပြီးတော့ရုပ်တရက်ကြီးပေါ်လာလန့်တာပေါ့ဟာအဲ့တော့ဒီဘက်မှာ granny ရောက်လာကျွန်တော်တို့ဘက်လည်းသွားလို့ရကျွန်တော်တို့စီဝါရဲသွားလို့ရ okay ကဲကျွန်တော်တို့အန်ဒီရဲ့အကြီးဆုံးတွေ့ရတော့မယ်ကြည့်ထားလိုက်ကြတော့ all right ခဏဒီဘက်မှာ shotgun ပါနောက်တစ်ခု okay ကျွန်တော်တို့ shotgun ရဲ့နောက်ထပ်အပိုင်းတစ်ခုတွေ့သွားပြီအဲ့ဆိုကျွန်တော် gun ပြေးတော့မယ်နောက်ဆုံးတစ်ခုပဲလို့တယ်ဟိုဟိုဘက်လည်းပြေးသွားပြီ okay တွေ့လားသူကကြောက်ဖို့အကောင်ဆုံးပဲသူက granny ထဲတောင်မှမြင်သေးတယ်ဒီထဲမှာပုံနေအောင်ခဏဒီမှာဘာမှတော့မရှိဘူး shit တွေ့သွားပြီအတန်နဲ့ရှော့အောင်ဟာဓာကြီးရဒီကောင်ကကြီးအော်ရင် okay လာခဲ့ငါတော့သွားပြီဟိုဘက်ကနေ oh shit ပြေးဟာဂိမ်းကလည်းထစ်နေသေးတယ်ရေးထဲမှာကဲငါတော့ elevator ထဲသွားပြီ okay အစောကကျွန်တော်တို့အနောက်ဖေးမှာကိုတစ်ခုတွေ့ထားရလေနံပါတ်2ဆိုပြီးအဲ့ဒါဒီဟာပေါ့နံပါတ်2ကိုရွေးရမယ်1ကိုရွေးလို့ရှိရင်အဲ့ဒါမှာဖုံးရှိပါတယ်အဲ့တော့ကျွန်တော်တို့အောက်ကိုပြန်ဆင်းရအောင် all right Angelina Spider ပဲဘက်သွားရလဲဟာဘက်ကိုသွားလားအတန်နားထောင်နေရတေချာရှေတန်တော့ကြားတယ်ဘယ်ဘက်ကလာနေလဲမသိဘူးတွေ့တော့မတွေ့ဘူး oh shit
ထိုင်နေတဲ့နေရာမှာသွားတော့ဟိုဘက်ရှမ်းမှာထိုင်ရမှာအခုတော့တွေ့သွားပြီဆိုတော့အချိန်ကြာအောင်မယ်ဟာသွားတော့ဟဲ့ကောင်မကြီးအိုးနှာခေါင်းယူကြည့်အောင်ဟာမိုက်နေရောသူတို့ကောင်လုံးကဟိုပါ witch ပုံစံတွေဝတ်ထားကြတာအောင်မကြည့်ဝတ်ထုတ်ပါအစ okay ခဏအနောက်လည်းပြန်ဆုံးနေရကောင်းတယ်ဘယ်ဘက်ကိုသွားလဲမသိအိုးအပေါ်မှာကျွန်တော်ဒီဘက်ကနေပြေးသွားလို့ရတယ် all right ကဲအခွင့်ကောင်းတစ်ခုတော့ရသွားပြီအဲ့တော့ကျွန်တော်တို့ granny ရဲ့အိမ်တွေကိုပြန်သွားမယ်ဒီကနေပြီးတော့ okay granny ဒီမှာမရှိဘူးကဲ granny လာခဲ့လိုက်တော့ကဲရင်ပလျက်ကြီးရကောင်းလားပြီးတော့အရင်ကြီးလို့ကောင်းနေရဆိုရင်တော့ကျွန်တော်စိတ်မကောင်းပါဘူးဘာလို့လဲဆိုတော့ဟုတ်ပါတယ်ကျန်တဲ့ဗီဒီယိုရတော့ပြတ်သွားပါပြီဒါကြောင့်မို့ဒီနေ့ဗီဒီယိုအပြီးထိမရိုက်နိုင်ခဲ့ပါဘူးကဲဒါမဲ့အပိုင်းလေးတော့လာမှာပဲဖြစ်ပါတယ်အဲကြောင့်မို့လို့ subscribe လုပ်ထားဖို့မမေ့ပါနဲ့